ဒီနေ့14ရက်9လ2026ကျွန်တော်တို့ဒီအင်္ဂါနေ့အထိရရှိထားတဲ့လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ပြောင်းရွှေ့တဲ့တွေထဲမှာကျွန်တော် Manchester United ပြီးလို့ရှိရင်ဒီ Arsenal နဲ့ Chelsea တို့ရဲ့စိတ်ဝင်စားတဲ့အပြောင်းရွှေ့အကြောင်းလေးကိုဒီနေ့လာပြောပြတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးဆိုလို့ရှိရင် Manchester United ခါမနေ့ကပေါ့နော်ဒီ Aston Villa ရဲ့ Belgian နိုင်ငံသားကွင်းလယ်လူတိုင်လီမန်ကိုစာချုပ်ဖြတ်သိမ်းကြေးယူရို35 သန်းနဲ့ဒီသဘောတူညီမှုရရှိပြီးတော့ဒီကနေ့မှဆိုလို့ရှိရင်စစ်ဖို့အတွက်နဲ့ကျွန်တော်တို့ဒီစာချုပ်ချုပ်ဆိုဖို့အတွက်ကိုဒီဆက်လက်လှုပ်ဆောင်မှာဖြစ်ပြီးတော့ဒီဘယ်ဂျီယန်သားဖြစ်တဲ့ဒီဘယ်ဂျီယန်သားဖြစ်တဲ့ Aston Villa ကွင်းလယ်လူတာလီမန်ဟာဆိုလို့ရှိရင်အိမ်မက်ဆန်နဲ့အပြောင်းရွှေ့အတွက်ကျွန်တော်သူတကယ်ဥမာဒီဆက်လို့ရှားနေတယ်လို့သူရင်ဖွင့်ထားတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီချက်စီအသင်းနဲ့ပတ်သက်လို့ရှိရင်ချက်စီအသင်းဟာဒီဝီကန်ရဲ့ Academy ပါရမီရှင်လို့ကျွန်တော်ဒီတင်စားထားတဲ့ Academy လူငယ်လေး Harrison Bitoni ဆိုတဲ့ဒီလူငယ်ကစားသမားလေးကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူပြီးတော့2030ခုနှစ်ဇွန်လအထိကျွန်တော်တို့တစ်ချေစာချုပ်ချုပ်ထားလိုက်ပြီဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်ဒီ Arsenal ဘက်မှာဆိုလို့ရှိရင်လည်း Arsenal ရဲ့တက်စစ်ကစားသမားဖြစ်တဲ့ Trossard ဟာဆိုလို့ရှိရင်ဒီတူရကီကလပ်ဖြစ်တဲ့ဒီဘက်စစ်တဲ့အသင်းကိုကျွန်တော်တို့ပြောင်းရွှေ့ဖို့အတွက်အလုံးစုံဒီသဘောတူညီမှုရပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်စာချုပ်ထုတ်ဆိုဖို့အတွက်နဲ့ဒီစစ်စစ်ဖို့အတွက်ကိုအစ္စတန်ဘူထွက်ခွာတော့မှာဖြစ်ပါတယ်ဒီအာဆင်နယ်ကဆိုလို့ရှိရင်ဒီ Trossard ရဲ့အပြောင်းရွှေ့မှာဒီအပြောင်းရွှေ့ခြင်းယူရိုတန်း18တန်းအပြင်မှာဒီအပေါ်စုခြင်း2တန်းကိုရရှိသွားမှာဖြစ်ပြီးတော့ Trossard ကဆိုလို့ရှိရင်ဒီဘက်စစ်တဲ့အသင်းနဲ့ဒီနှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာလို့လည်းကျွန်တော်တို့တင်ရရှိထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဒီ Facebook နဲ့ဒီ YouTube account ဖြစ်တဲ့ဒီ Nay Football Hub ဆိုတဲ့ account ကိုကျွန်တော်ဒီ follow နဲ့ like and share လေးလုပ်ပေးကြပါဦးခင်ဗျာ like and share လေးလုပ်ပေးကြပါဦးခင်ဗျာဘာလို့လဲဆိုတော့ဒီ account ဒီ YouTube နဲ့ Facebook မှာဆိုလို့ရှိရင်ကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှတ်တမ်းများကိုကျွန်တော်ဒီရဲ့ Facebook နဲ့ YouTube မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့အချိန်စောစောပို့တင်မှာပေါ့နော်ဒီ Facebook မှာဆိုလို့ရှိရင်တော့ဒီ YouTube တင်ပြီးတော့မှ Facebook တင်မယ်နောက် social media တွေမှာ like တင်သွားမှာဖြစ်လို့အတိက YouTube ကိုဒီ subscribe လုပ်ပေးကြပါဦးလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ